ပညာခွန်အားကိုပြောနေရနော်ပညာခွန်အားရှိမှစိတ်ကတကယ်အားရှိမှပညာမပြည့်စုံလို့ရှိရင်မှန်မှန်ကန်ကန်သိမြင်နားလည်မှုအားနည်းလို့ရှိရင်ပျက်စီးမှုနဲ့ကြုံတာနဲ့ဒီလူဟာအားငယ်မှာပဲအဲ့ဒီပြဿနာအခုဒီနားမှာနားထောင်နေတဲ့လူတွေအကုန်လုံးမှာရှိတယ်ပျက်စီးမှုကနေလားညလားဘယ်တော့လဲတချို့ဆိုတော်တော်နီးကပ်နေတွေ့မှာပဲလေဒါကဘုန်းဘုန်းတို့ကအားမရှိရှိအောင်သက်သာရအောင်ကြံဖန်ပြီးတော့အိုးဘလို့ဖြစ်မှာပါချော့မော့ပြောနေရမယ့်အနေအထားမျိုးမဟုတ်ဘူးသဘောပေါက်လားဘုန်းဘုန်းပြောတာဘုန်းဘုန်းတို့ဗမာစကားပုံရှိတယ်လာမယ်ဘေးအဝေးကရှောင်းတဲ့အဲ့ဒါကိုပဲဆင်တူလေးထပ်ပြောထားတယ်လာမယ်ဘေးပြေးတွေ့တယ်ဟောဒါဘာပြောတာလဲဆိုတော့တချို့ဘေးကရှောင်လို့ရတယ်ရှောင်လို့ရတဲ့ဘေးဆိုဟုတ်တယ်ဝေးဝေးရလားရှောင်ဘေးပဲအနာမကတ်နဲ့နော်ဒုက္ခဖြစ်မဲ့အကြောင်းတရားရှောင်လို့ရတယ်ဆိုရင်အနာမကတ်နဲ့ဝေးဝေးရရှောင်တချို့ဘေးကရှောင်လို့ရကိုမရဘူးမရတဲ့ဘေးကိုဘာလို့ရမလို့ရဲရဲတာရင်ဆိုင်လာမယ်ဘေးပြေးတွေ့ဆိုအဲ့ဒါကိုပြောတာကြောင်ယုံလုံးနေလို့ तू ကလည်းညှာမှာမဟုတ်ဘူးတဘောကပြဿနာကြီးဘောကဒုက္ခကြီးပဲတကယ်ကအဘောကဘယ်တရားဝမှညှာမှာမဟုတ်ဘူးသူ့ကိုဘုံဘုံတို့ကရဲရဲရင်ဆိုင်နိုင်အောင်ကြိုးစားပါနော်အဲ့လိုရဲရဲရင်ဆိုင်နိုင်အောင်ကြိုးစားဖို့စိတ်ရဲဖို့ဆိုရင်အားရှိမှရမယ်ငယ်ငယ်ကစားကျွတ်တို့နားတယ်ကျွတ်တို့စိတ်ထဲကိုအလွန်ဖိုးတန်တဲ့စကားတစ်ခွန်းရှိတယ်လေရောက်နေတာရှိတယ်ပညာရဲရင်ပွဲလေတင့်ဟာသူတို့ကဘာပညာကိုဆိုလိုတာတော့ဘယ်ပွဲကိုဆိုလိုတာတော့ဒါတော့သူတို့ဆိုလိုချင်တာဆိုလိုကြလိမ့်မယ်ပေါ့နော်ဘုံဘုံတို့ကအမြင့်ဆုံးထိဒါကိုဘယ်လိုနားလဲမလို့ပညာတကယ်ရှိမှစိတ်ကရဲခြင်းမှာပညာဆိုတာဘယ်အဆင့်တော့ဆိုရင်ပြောရရင်မဲ့ညာဘုံညာအဆင့်ပဲကြောက်เสียအနေထားနဲ့တွေ့လာရင်ရဲခြင်းဖို့ဆိုတာအဲ့ဒီပညာရှိမှကျွတ်တို့ကကြောက်เสียတကယ်ကောင်းတဲ့အနေထားနဲ့မတွေ့သေးခင်တော့ကိုရဲခြင်းနဲ့ပဲထင်းနေတာလေအစိပ်ပြင်းတဲ့မွေနာကိုမတ်တက်ရက်နေတယ်တဲ့မွေကြီးနာကပ်ပြီးတော့ဘေးကမြန်ဩတတိကောင်းလိုက်တာဘယ်ဟုတ်မှာတော့မျက်စိမမြင်ဘူးတဲ့သူကမွေကြီးနာရက်နေတာမမြင်လို့ရက်နေတာသူ့ကိုတတိကောင်းတယ်လို့ပြောလို့ရလားလူအများစုရဲတယ်ဆိုတာအဲ့ဒီအဆင့်ပဲရှိတာတော့သူတို့ဘာမှမသိသေးလို့သူတို့အဟုတ်ကြီးထင်ပြီးတော့မှန်နေနဲ့ရဲနေတာရဲရင်နေတာတကယ်ဘေးနဲ့လည်းတွေ့ရောတကယ်ပျက်စီးမှုနဲ့လည်းတွေ့ရောအကုန်လုံးဟာမျက်နှာငယ်လေးနဲ့ပဲဖြစ်သွားတာ။ဒါပစ္စည်းကိုအားကိုးတယ်ပစ္စည်းရှိရင်ထောင်လှုပ်တယ်ပေါ့နော်။အဲ့ဒီပစ္စည်းနဲ့ဖြေရှင်းလို့မရတဲ့ပြဿနာလည်းတွေ့ပြီလဲဆိုရောဘာဖြစ်သွားတော့တခါတည်းငိုင်ကြသွားရောဘဝမှာတကယ်အားအကိုးတိုက်ဆုံးအရာစိတ်ကိုရဲရင်စေတဲ့အရာအမှန်သိမြင်နားလည်မှုပညာဒါပဲရှိတယ်တကယ်တမ်းကအဲ့ဒီပညာကအခုသင်ယူလို့တက်ကြွထားတဲ့သင်ညာရေးသဘောအရဖြစ်နေတဲ့စာမွေးအောင်တာတွေပွဲရတာတွေဒါတွေကိုရည်ရွယ်တာမဟုတ်ဘူးအဲ့လောက်မလွယ်ဘူးရဲရင်ဖို့အတွက်ကဒါသိအဲ့ဒီပညာလောက်တက်ရင်လည်းတာမန်ပွဲထဲမှာတော့ရဲမှာပါနော်ပညာရဲရင်ပွဲလေတင်ဘုံဘုံကခံစားကြည့်တယ်ဒီစကားလေးကိုဘာပညာကိုဆိုလိုတာတော့ဘာပွဲကိုဆိုလိုတာတော့ဘုံဘုံနားလေကြည့်တာကတော့ပညာကတော့အဓိကတော့မဲ့ပညာဖို့ပညာအကောင်းဆုံးပညာပဲပွဲလေမှာတင့်တယ်မယ်ဆိုပွဲရဘာပွဲတုံးဆိုရင်အိုပွဲနာပွဲသေပွဲအဲ့ဒါကိုလည်းပွဲလို့သုံးတယ်နော်အဲ့ဒီပွဲအလေရောက်ပြီဆိုရင်တင့်တယ်နိုင်မလားဒီမျက်နှာလေးอ่ะတကယ်လေးလေးနဲ့ဘောဟာဒုက္ခသစ္စာလို့ပိုင်းခြားသိတဲ့အဆင့်ကိုမရသေးဘူးဒီပညာမရသေးဘူးဆိုရင်အိုပွဲနာပွဲသေပွဲနဲ့တွေ့ပြီဆိုတော့သေချာပေါက်ညှိုးငယ်ရလိမ့်မယ်အများစုမှာဟုတ်တယ်မဟုတ်လားအိုပွဲနာပွဲသေပွဲနဲ့တွေ့ရင်ငါတကယ်ပွဲလေမှာတင့်တယ်နိုင်မှာမလားရဲရှင်းနိုင်မှာမလားလို့ကိုယ့်အကိုယ်သာမေးပြီတော့ဟုတ်တယ်မဟုတ်လားအခုဘုန်းဘုန်းတို့ပြောနေတဲ့အားရှိသေးမဲ့စကားဆိုရင်အဲ့ဒါကိုပြောတာတရားတရားဝရိယတရားတတိတရားသမာဓိတရားနောက်ဆုံးပါတော့ပညာကိုအထွတ်တက်ပြီးတော့ပြောနေတာဘာလို့ပညာကိုအထွတ်တက်ပြောအောင်ဆိုဒီအား၅မျိုးထဲမှာပညာကအဓိကပဲရှေ့ရတရားတရားရဲ့ဝရိယရဲ့တတိရဲ့သမာဓိရဲ့ဆိုတာတကယ်ပြောရရင်ပညာအတွက်သူတို့ကအလုံးလုံးနေတာ
ပညာရှိဖို့အတွက်သူတို့ကိုလိုအပ်နေတာတရားတရားတွေအားကောင်းဖို့ကြိုးစားဆိုတာလဲဘာလဲလို့မေးနောက်ဆုံးပညာရဖို့ပဲဝရိယတွေထက်သန်ကြလောက်ကြဆိုတာလဲနောက်ဆုံးဘာလို့ပညာရဖို့ပဲတတိတွေဆွေးမြဲကြဆိုတာလဲပညာရဖို့တယ်တမာတိရှိအောင်လုပ်ဆိုတာလဲပညာရဖို့ပဲပညာရမှလူရင်းကိုပြီးစည်းစေတယ်လို့ဆိုနိုင်တာဟုတ်ရဲ့လားအဲ့တော့ပညာအားရှိအောင်ဘုန်းတော်ဘာလို့တော့ကြိုးစားမယ်အဲ့တော့ပညာဆိုတာဘာတော့ကိုယ်ဘဝကြီးရဲ့အကြောင်းကိုအမှန်တိုင်းသိတာကိုယ်ဘဝကြီးကိုအမှန်တိုင်းသိတယ်ဆိုတာဘယ်အဆင့်ရောက်မှနော်အမှန်တိုင်းသိတယ်လို့ပြောလို့ရမှာတော့လို့ဒုက္ခသစ္စာကိုပိုင်းခြားသိတဲ့အဆင့်ဟာဒါပါတော့အလွန်မြင့်မားတဲ့အသိအဲ့ဒါလို့ကိုယ်ဘဝကိုတကယ်သိပြီဆိုသူများဘဝတွေကိုလည်းသိမှာပဲဒီလိုပဲအကုန်လုံးကဒုက္ခဖြစ်နေကြတာလို့သိသွားတယ်အဲ့လိုသိသွားတော့ဘလောက်မျက်နှိုးစရာကောင်းလဲဘုံဘုံနည်းနည်းလေးတွေးပြမယ်နော်ကိုယ်ဘဝကြီးကဆင်းရဲတယ်လို့သိရင်သူများဘဝလည်းဒီတိုင်းပဲလေဆင်းရဲနေသိပြီးသားပဲအဲ့လိုသိရင်ဘာဖြစ်တော့ဆိုတော့အထင်ကြီးခြင်းအထင်သေးခြင်းတွေကနည်းသွားတယ်ဘာမှအထင်ကြီးစရာလည်းမရှိဘူးဘာမှလည်းအထင်သေးစရာမရှိဘူးအကုန်လုံးအတူတူနဲ့အနုနုတွေကြီးပဲဟုတ်လားအထင်ကြီးခြင်းအထင်သေးခြင်းအစွမ်းကိုမနှဲမဲနဲ့အလွန်တရာမှတော့အလဲကနေပြီးတော့မြင့်မြင့်မြတ်မြတ်သွားနိုင်တယ်ပေါ့နောက်ချစ်ချင်းမုန်းခြင်းလည်းအရင်နည်းသွားလိမ့်မယ်တိတ်ပြီးတော့မမောစရာမဟုတ်ပါဘူးတိတ်ပြီးတော့မုန်းတီးစရာလည်းမဟုတ်ပါဘူးလို့အခြေခံအားဖြင့်အဲ့ဒီလိုမြင့်မြတ်မှုလေးတွေကနော်ဒီဒုက္ခသစ္စာကိုပိုင်းခြားသိခြင်းရဲ့နောက်မှာဆက်ပြီးတော့ဖြစ်ပေါ်လာတယ်ပညာရဲ့စွမ်းရည်နော်အထင်သေးခြင်းအထင်ကြီးခြင်းနေချစ်ချင်းမုန်းခြင်းတွေအကုန်လုံးကိုသူကဘာတော့ရှင်းထုတ်နိုင်တယ်အဲ့ဒါတွေကပဲဘုန်းတို့ရဲ့စိတ်ကိုလေးလံစေတာပင်ပန်းစေတာပူလောင်စေတာအဲ့ဒီလေးလံစေတဲ့ပင်ပန်းစေတဲ့ပူလောင်စေတဲ့တရားမရှိတဲ့အတွက်ကြောင့်ဘုန်းတို့မှာသက်သာရတယ်ငြိမ်းအေးရတယ်ချမ်းသာရတယ်ဆိုတာဖြစ်သွားတာနောက်ဆုံးဘုဇုအစွမ်းလဲမလို့မေးတော့ပညာရဲ့အစွမ်းပဲဒါကြောင့်မြတ်စွာဘုရားကဟေးပညာနဲ့ပြည့်စုံရင်ဒီလိုဟာကောင်းကောင်းပြည့်စုံတဲ့ပုဂ္ဂိုလ်ပညာဆုံးရှုံးမယ်ဆိုရင်တော့တကယ့်ကိုအထိကဆုံးဆုံးရှုံးတဲ့ပုဂ္ဂိုလ်လို့အဲ့လိုဟောတယ်ပညာနဲ့ပြည့်စုံလို့ရှိရင်အဝိက္ခတမစင်းရဲပဲနဲ့နေရမယ်အနုပါယတမပင်ပန်းပဲနဲ့နေရမယ်အပရိလာဟာမပူလောင်ပဲနဲ့နေရမယ်သုံးပုံကလေးနော်မစင်းရဲဘူးစင်းရဲချောင်းကိုဖယ်နိုင်လို့မပင်ပန်းဘူးပင်ပန်းချောင်းကိုဖယ်နိုင်လို့မပူလောင်ဘူးပူလောင်ချောင်းကိုဖယ်နိုင်လို့အဲ့တော့ဓာတ်ရိုက်ဘုံဘုံတို့ဘာသာပြန်မဆိုဘလို့ထပ်ပြီးတော့ပြန်လို့ရမစင်းရဲဘူးဆိုတော့ချမ်းသာတယ်ပေါ့မပင်ပန်းဘူးဆိုတော့တတ်တာတယ်ပေါ့မပူလောင်ဘူးဆိုတော့ငြိမ်းအေးတယ်ပေါ့ပညာရဲ့စွမ်းရည်နော်အမှန်သာသိအောင်လုပ်ဒုက္ခကိုဒုက္ခလို့သာသိအောင်လုပ်ရမယ်ဘုံဘုံတို့ကဟုတ်လားဒါရင်လားဆိုတော့မကဘူးတဲ့ကာယတဗေဒပရမရဏသုကတိပါတိကင်္ခာခန္ဓာကိုယ်ပျက်စီးခြင်းကြလို့ပျက်စီးရပြီခန္ဓာကိုယ်ကအကြောင်းမျိုးနဲ့ပျက်စီးမှာပဲလေသူကရှေ့နဲ့နောက်ပဲဒါပဲအရင်နဲ့နောက်ပဲအကုန်လုံးကတန်းစီနေကြတာသူ့လှည့်နဲ့သူပေါ့ကိုယ်လှည့်ရဘယ်ချိန်ရောက်မလဲတန်းစီနေတာကိုယ်ဘယ်နှတန်းစီနေတယ်လို့တော့သိခွင့်မရှိဘူးကင်ဆာဖြစ်နေလို့သူကငါရှိရတန်းစီနေတာလို့သွားမအောင်မင်းနဲ့တော့ဘုံဒကမာကြီးတယောက်ကင်ဆာဖြစ်ကိုဗစ်မဖြစ်ခင်ကစဖြစ်တယ်ပေါ့နော်စပြီးတော့ကင်ဆာဖြစ်တယ်ဆိုသူဒီလာမေးကြတာပေါ့လူမမေးကြအပေးကြတာအဲ့တော့နောက်2နှစ်လောက်နေတော့အဲ့ဒီဒကမာကြီးကဖုံဖုံပါပြောတော့ဆိုတော့တပည့်တော်လာအားပေးတဲ့လူတွေတည်းက15ယောက်လောက်သေသွားပြီတဲ့သူ့လာအားပေးတာကင်ဆာဖြစ်လို့အားမငယ်နဲ့ဆိုအဲ့အားမငယ်နဲ့လို့ပြောတဲ့လူတွေကအဲ့ဒီလူတွေတည်းက15ယောက်လောက်သေသွားပြီအကုန်လုံးကပါလေတန်းစီနေတယ်ဘယ်နာမှာကိုရောက်နေတယ်လဲလို့မသိဘူးနော်တေချာတော့တန်းစီနေတယ်တယောက်ပြီးတယောက်သွားလိမ့်မယ်ဟုတ်လားဆွေတွေမျိုးတွေချစ်သူခင်သူတွေကငိုကြွေးမြည်တမ်းနေစဉ်မှာပဲတေမင်းဟာလူသားတွေကိုတယောက်ပြီးတယောက်ခေါ်သွားတယ်ဥပမာတတ်မဲ့နွားအုပ်ထဲကနေပေါ့နွားတွေကိုတကောင်ချင်းဆွဲသွားတယ်လို့ပဲလို့မြတ်စွာဘုရားအဲ့လိုလေးတန်လသုတ်တံမှာဥပမာပေးပြီးတော့ဟောဟုတ်လားတဖုံးဘာပြောနေတာတော့ပညာခွန်အားနဲ့ပြည့်စုံမှတကယ်အိုပွဲနာပွဲသေပွဲနဲ့တွေ့လာတဲ့အခါမှာရဲရင်ကြလိမ့်မယ်မျက်နှာလေးတင်းတောင်တင်းတယ်ရှိကြလိမ့်မယ်ပညာမရဲခြင်းလို့ကတော့အဲ့ဒီပွဲနဲ့တွေ့ရင်ဘလို့မှမတင့်တယ်နိုင်ဟုတ်လားဒါကြောင့်ကိုယ့်ရဲ့ဘဝလေးကိုဘုရားကဘုံဘုံစားလေးတဲ့ကြောင့်ရေးဘူးတယ်ဘဝမှာအောင်မြင်တဲ့သူဆိုတာကြီးကြီးကျယ်ကျယ်ခန်းခန်းနာနာကြီးတိဆောက်နိုင်တဲ့လူကိုပြောတာမဟုတ်ပါဘူး
ပြုတ်ပြက်သွားတဲ့အချိန်မှာတိတိငြိမ်ငြိမ်နေနိုင်တဲ့လူကိုပြောတာကြီးကျယ်ကျယ်တိဆောက်နိုင်တဲ့လူဆိုတာလည်းရှားပါတယ်ဘဝမှာဒါပေမဲ့လို့ပျက်စီးသွားတဲ့အချိန်မှာငြိမ်တဲ့လူဟာပိုးတောင်ရှားသေးတယ်သဘောပေါက်ရဲ့လားဟိုတော့ဘဝရဲ့ပုံမှာနားမလည်နိုင်မှုတွေနဲ့အကြီးအကျယ်ဖက်တွယ်ထားကြတာလေပျက်စီးတော့မယ်လဲဆိုရောဘာဖြစ်လို့အကြီးအကျယ်တုန်လှုပ်ကြတာပဲသူရှားပွေထားတဲ့ဥစ္စာပစ္စည်းနဲ့လည်းဒါမဖြေရှင်းနိုင်ဘူးဒီတုန်လှုပ်မှုမတုန်လှုပ်အောင်သူမလုပ်နိုင်ဘူးမတုန်လှုပ်အောင်လုပ်နိုင်တဲ့အစွမ်းကတော့ပညာမှာပဲရှိတယ်တကယ်ကဒါကြောင့်ပညာရအောင်လုပ်ရမယ်ပညာဆိုတာဘာတော့ပြောနေပြီစကားတွေထပ်နေပြီနော်ပညာဆိုတာဘာတော့ဆင်းရဲခြင်းသဘာဝကိုအမှန်သိဖို့ပဲအဲ့ဒီဆင်းရဲခြင်းသဘာဝကိုသိဖို့ကလည်းသူ့ရှိမှာအနိစ္စကိုသိဖို့လိုတယ်အနိစ္စကိုမသိဘဲနဲ့ဆင်းရဲကိုမသိနိုင်ဒါအမြဲပြီးဆုံးလိုက်နေတယ်သောတော်ကသီလပေးတာပြီးသွားတယ်မရှိတော့အမြဲတမ်းပြီးလိုက်တယ်မနေ့ကပဲပြီးသွားပြီတနေ့ကပဲပြီးသွားပြီအခုကလည်းအခုပြီးနေတယ်အခုအသစ်ပဲတက်ဖြစ်နေတယ်တဘာဝတရားတွေဟာကြိုက်မကြိုက်ဖြစ်ရမှာတယ်ပြီးရတယ်အဲ့ဒီအချက်ကိုဘုန်းဘုန်းတို့ကအများကြီးနားလည်အောင်ကြိုးစားဒါတတိအားကြီးလို့ရှိရင်တဖြည်းဖြည်းနဲ့နားလည်လာမယ်တတိပဋ္ဌာန်တရားအားထုတ်ခြင်းဟာအနိစ္စကိုသိဖို့ပဲအနိစ္စကိုသိတာများလာရင်ညီးငွေမယ်ဆွဲမဲ့မှုကင်းမယ်လွတ်မြောက်မယ်ဒုက္ခကိုသိပြီးတော့ဒီသဘောကိုပြောတာနော်လမ်းမှာစာလေးတစ်ပုဒ်ကြည်လာတယ်ဘုံဘုံကခိလနာသုတ်တံတဲ့ဟိုတော့ကလည်းခဏဟောဖို့ရတယ်ကြိုက်လို့ကိုမနှောင်းကလည်းဝေဒနာရှင်ကျန်တဲ့လူကလည်းဝေဒနာဖြစ်ကြမဲ့လူတွေကြီးပဲအတိတ်မရှိနမိတ်မရှိပြောတာမဟုတ်ဘူးဒါသစ္စာတကားဟုတ်လားဘုံဘုံရေးထားတဲ့စာအုပ်လေးတစ်အုပ်ရှိတယ်ဟိုတော့ကမနှောင်းကကင်ဆာဖြစ်ပြီးဆိုတော့အရန်တည်ငြိမ်အေးချမ်းတယ်ဆိုတော့ဘုံဘုံကဒကမာကြီးရဲ့ဘလို့အတွေးအမြင်တွေနဲ့ခမရပဲတည်ငြိမ်အောင်နေနိုင်တာတော့ကျုပ်ဆိုရင်အဲ့ဒီလိုအည်အသွေးမျိုးမရှိသေးဘူးကျုပ်ကအားကြလို့မေးတာခင်ဗျားစိတ်ကိုညင်အောင်ခင်ဗျားဘယ်လိုလုပ်တာတော့ဘုံဘုံကလည်းတဲ့ဘုံဘုံဟောတဲ့တရားအလွတ်ကျက်ထားတယ်ဘယ်တရားတော့ဆိုတော့ထွက်ခွာသွားမည်သူများအတွက်စာအုပ်ကလေးရှိတယ်နော်ထွက်ခွာသွားမည်သူများအတွက်အဲ့တော့ထွက်ခွာသွားမည်သူများအတွက်ဆိုတော့လူတွေကဘယ်လိုထင်ကြတာတော့သေကောင်ပေါင်းလေးဖြစ်နေတဲ့လူပဲမြင်တာမမဆာဆာလူတွေကသူတို့ကိုပြောတယ်လို့ထင်ကိုမထင်ဘူးတကယ်ထွက်ခွာသွားမည်သူများအတွက်ဆိုတာဘယ်သူလွတ်တယ်လဲအကုန်လုံးထွက်ခွာသွားမဲ့လူတွေကြီးပဲလေဟုတ်တယ်မဟုတ်လားအခုပြောရင်တာပေါင်းဆိုအဲ့ခိလနာသုတ်တံဆိုလိုက်ဘုံဘုံစောစောကကြည်လာအချင်းချုပ်ပြောမယ်ခိလနာသုတ်တံနှစ်ပုဒ်ရှိတယ်ခိလနာသုတ်တံနေရာတော့နှစ်ပုဒ်မကပါဘူးဒါပေမဲ့ဒီတန်ရုပ်ပါဠိတော်ထဲမှာယဟန်လေးနှစ်ပါးကိုအကြောင်းပြုပြီးတော့ဟောထားတာအဲ့ဒါခိလနာသုတ်တံဆိုပြီးတော့တခါမှမြတ်စွာဘုရားကိုယဟန်တစ်ပါးကလာပြီးတော့ပင့်တယ်မြတ်စွာဘုရားတဲ့မထင်ရှားတဲ့ယဟန်ငယ်လေးတစ်ပါးအပြင်းထန်မကြမ်းမမာဖြစ်နေလို့မြတ်စွာဘုရားတနာတော်အဖြစ်အဲ့ဒီယဟန်လေးတွေကိုကြွပေးပါမြတ်စွာဘုရားကြွသွားတယ်မထင်ရှားဘူးဆိုတဲ့စကားလုံးရဲ့ယဟန်ငယ်လေးဆိုတဲ့စကားရဲ့အဲ့ဒါကမြတ်စွာဘုရားကိုပို့ပြီးတော့တနာကျင်နာမှုကိုဖြစ်စေမယ်ထင်ပါတယ်မြတ်စွာဘုရားကြွသွားတော့ဟိုကြောင့်ယဟန်လေးကနေရာဖယ်ပေးမယ်ဘာညာပြင်တဲ့အခါမှာမြတ်စွာဘုရားနေငါခင်းထားတဲ့နေရာမှာပဲထိုင်မယ်မင်းချမ်းသာလို့နေလူမမေးတာပေါ့နော်ဘယ်နဲ့တော့နေရာထိုင်ရတာတတ်တာရလားမတတ်တာဘူးဗျာတဲ့ဝေဒနာတွေကတိုးပဲတိုးနေတယ်ဆုပ်ယုတ်တယ်လို့ရှိဘူးအဲ့ဒါမြတ်စွာဘုရားဗာမေးတော့ဆိုအဲ့ဒါလို့ဆိုလို့ရှိရင်တဲ့မှာစိတ်နှလုံးမသားမရာမှုတွေဖြစ်နေတာရှိသလားဆိုတော့ရှိတယ်တဲ့စိတ်လည်းမချမ်းသာဘူးတဲ့အဲ့ဒါမြတ်စွာဘုရားဆက်မိတယ်ဘာလို့မချမ်းသာတာတော့သီလမပြည့်စုံလို့လားသီလနဲ့ကိုယ့်ကိုယ်ဆွဆွဲနေလို့လားမဟုတ်ပါဘူးဗျာတဲ့သီလပြည့်စုံပါတယ်တဲ့ဟောသီလပြည့်စုံပါတယ်လို့ဖြေနိုင်ဖို့ဆိုတာလွယ်တာမဟုတ်ဘူးနော်သီလပြည့်စုံပါတယ်ဗျာဆိုတော့သီလပြည့်စုံရဲ့တန်တဲ့ဘာဘူးလို့နော်စိတ်နှလုံးမသားမရာမှုတွေကဖြစ်နေရတာတော့တဲ့အဲ့တော့အဲ့ဒီယဟန်ငယ်လေးကဘာပြန်ပြောတယ်ထင်တော့ဘာပြန်လျှောက်တယ်ထင်တော့ရဲရှင်းတယ်သဘောကျတယ်ဘုံကသူပြန်လျှောက်တာလေမြတ်စွာဘုရားတဲ့မြတ်စွာဘုရားဟောခဲ့တဲ့တရားတွေဟာသီလပြည့်စုံရေးကိုအဓိကဥတည်ပြီးတော့ဟောထားတယ်လို့တပည့်တော်အဲ့လိုနားလည်မထားဘူးတဲ့မြတ်စွာဘုရားဟောခဲ့တဲ့တရားတွေမြတ်စွာဘုရားဆုံးမထားတဲ့အဆုံးအမတွေအဓိကယာကကင်းရေးဘဝရဲ့ပုံမှာဆွဲမဲ့မှုကင်းရေးကိုအဓိကဥတည်ပြီးတော့ဟောထားတာလို့တပည့်တော်အဲ့လိုနားလည်ထားတာတဲ့အဲ့တော့မြတ်စွာဘုရားတာရုခေါ်တယ်ဟုတ်တယ်တဲ့ငါဟောတဲ့တရားတွေဟာဘဝရဲ့ပုံမှာဆွဲမဲ့မှုကင်းရေးကိုအဓိကဥတည်ပြီးဟောထားတာဘဝဆိုတာဆွဲမဲ့စရာကောင်းတဲ့အရာမဟုတ်ဘူးဘဝဆိုတာဆင်းရဲပဲ
ဘဝရဲ့ပေါ်မှာဆွဲမဲ့နေရင်ဘဝထပ်ဖြစ်မယ်ဘဝထပ်ဖြစ်ရင်ဘဝနဲ့ပတ်သက်တဲ့ဒုက္ခတွေဘယ်တော့မှမဆုံးနိုင်ဘူးအမြဲတွေ့ရမယ်နော်ဒါကြောင့်ဘဝရဲ့ပေါ်မှာဆွဲမဲ့မှုကင်းရေးကိုအဓိကဥတည်ပြီးတော့မြတ်စွာဘုရားဆုံးမတာလို့တပည့်တော်အဲ့လိုနားလည်ထားတယ်ဆိုလိုတာကဘဝရဲ့ပေါ်မှာဆွဲမဲ့မှု तू ကမကင်းသေးဘူးအဲ့ဒါကြောင့်မလို့ तू မှာငါတရားလည်းမရသေးဘူးပေါ့ဒါကြောင့်မလို့ तू ကစိတ်မသားမရာဖြစ်နေတယ်လို့ तू ကပြောတာအဲ့လိုလျှောက်တဲ့အချိန်မှာမြတ်စွာဘုရားဟုတ်ပြီတဲ့အဲ့လိုဆိုလို့ရှိရင်ဘဝရဲ့ပေါ်မှာဆွဲမဲ့မှုကင်းဖို့အတွက်တရားဟောမယ်ဆိုတဲ့သဘောမျိုးနဲ့မြတ်စွာဘုရားတရားဟောတယ်အဓိကဘာပြောလို့ဆိုတော့ဒီခန္ဓာကြီးရဲ့သဘာဝကိုအမှန်တိုင်းမြင်အောင်မင်းမြန်းစီစစ်ပြီးတော့ပြောတာပါပဲဒီခန္ဓာကြီးရဲ့အကြောင်းကိုအမှန်တိုင်းမြင်အောင်မြတ်စွာဘုရားအဲ့ဒီဒေသနာမှာကျတော့သူကအာယတနာရှုထောင့်ကနေကြည့်ပြီးတော့ရှင်းပြတယ်အာယတနာဆိုတာအာယုန်ရဲ့တရားပေါ့နော်မျက်စိနားနှာလျှာကိုယ်စိတ်ဟုတ်လား6ပုံပုံပြီးတော့ခန္ဓာကိုယ်ကြီးရဲ့အကြောင်းကိုနားလည်အောင်ရှုထောင့်တစ်မျိုးကနေလေ့လာခန္ဓာ၅ပါးရှုထောင့်ကလေ့လာပြီးတော့ဟောတာတွေရှိတယ်ခုကဘာလို့အာယတနာရှုထောင့်ကနေကြည့်ပြီးတော့ဟောတာမျက်စိဟာမြဲသလားမမြဲဘူးလားတဲ့အဲ့လိုမေးတာနားလေတဲ့ဟိုဟာဟုတ်တယ်မျက်စိဆိုတာမမြဲဘူးဒီလိုပုံစံလေးမှာအမြဲတည်နေတာမဟုတ်ရွေလျားနေလို့ကိုမျက်မှန်လေးတတ်ထားတာပေါ့ပြောင်းလဲနေတော့နော်ဟုတ်တယ်နော်အဲ့လိုပြောင်းလဲနေတဲ့အရာဟာကောင်းတဲ့သဘောဖြစ်နိုင်မလားမဖြစ်နိုင်ဘူးပြောင်းလဲသောမကောင်းမွန်သောအဲ့ဒီတရားကိုငါပဲငါဥစ္စာပဲလို့မှားမှားယွင်းယွင်းဆွဲလန်းသိပ်ပိုက်ခြင်းကသင့်မလားမသင့်ဘူးတခုချင်းကိုမင်းများစီစစ်တာနော်မျက်စိနားနှာလျှာကိုယ်စိတ်အဲ့ဒါကိုဘုံဘုံတို့အချင်းချုပ်ပြောလိုက်မယ်ယုံနာပေါ့ဖောက်ပြန်နေတဲ့သဘာဝရဲ့အာယုံကိုသိတဲ့ခံစားတဲ့မှတ်သားတဲ့စိတ်စောတိုက်တွန်းတဲ့သဘာဝရဲ့ယုံနာပေါ့နော်ဘဝပေါ့ဟုတ်လားဘာလဲမတည်မြဲတဲ့သဘောမတည်မြဲတဲ့အတွက်ကြောင့်မကောင်းဘူးမတည်မြဲလဲမတည်မြဲဘူးမကောင်းလဲမကောင်းဘူးဆိုရင်ဒီသဘာဝကြီးကိုငါပဲငါဥစ္စာပဲလို့ဘလို့နည်းနဲ့မှမှားယွင်းစွာမဆွဲလန်းတိုက်ဖို့ပေါ့အဲ့ဒါလို့နေတမမနေသောဟာမတိနမေသောအတ္တငါဥစ္စာငါလိပ်ပြတို့ဘာတစ်ခုမှမဟုတ်ကြသည်ဓမ္မတတ္တပါဒကလို့မြင်ပါများမယ်ဆိုလို့ရှိရင်ဒီသူမြင်နေတဲ့အနိစ္စဒုက္ခအနတ္တလို့မြင်နေတဲ့ဒီယုံနာရဲ့ပုံမှာတနည်းအားဖြင့်ဒီဒေသနာရပြောမယ်ဆိုရင်ဒီအာယတနာ6ပါးရဲ့ပုံမှာဒီခန္ဓာရဲ့အပေါ်မှာသူကဘာဖြစ်သွားမလဲဆိုညင်းငွေမယ်ပေါ့မတည်မြဲတဲ့အရာကြီးလို့မြင်လို့ညင်းငွေတယ်ညင်းငွေမှုထက်သန်လာလို့ရှိရင်ဆွဲမဲ့မှုကင်းသွားတယ်ဆွဲမဲ့မှုကင်းလို့ရှိရင်လွတ်မြောက်တယ်ကျွတ်တို့မလွတ်မြောက်တာဟာဆွဲမဲ့နေလို့ညှိနေကတ်နေလို့လောဘနဲ့ညှိကတ်နေလို့မလွတ်မြောက်တာလွတ်မြောက်မှုကိုရရင်မညှိကတ်ရဘူးလို့မညှိကတ်ချင်ဘူးဆိုရင်လည်းဘာလို့အောင်လဲညှိငွေရမယ်ညှိငွေခြင်းတယ်ဆိုရင်လည်းအမှန်မြင်ရမယ်တော့အမှန်ကဘာလို့ဆိုတော့ဒုက္ခလို့စောစောပြောရတယ်နော်အခုဒီမှာတော့မြတ်စွာဘုရားအနိစ္စကိုဦးစားပေးပြီးတော့ပြောတယ်အနိစ္စဖြစ်နေတဲ့အရာကြီးကိုတကယ်သိလာပြီဆိုလို့ရှိရင်ညှိငွေတယ်ညှိငွေရင်ဆွတ်မဲ့မှုကင်းတယ်ဆွတ်မဲ့မှုကင်းရင်လွတ်မြောက်တယ်ဟုတ်လားနောက်ဆုံးဘာဖြစ်သွားအောင်ဆိုယဟန္တာဖြစ်သွားနိုင်တယ်ခိနာဇတိဥဒိတံမြမစီယံကတံကရဏိယံငါဇာတိကုန်ပြီနောက်ထပ်ဖြစ်เสียအကြောင်းမရှိတော့လို့ तू သိတယ်ဟောဇာတိဖြစ်ခြင်းရဲ့အကြောင်းကလောဘကိုသူကလောဘအကုန်လုံးကုန်အောင်လုံးနှိုင်သွားပြီဆိုတော့သူကဘာလို့သူ့မှာဇာတိမရှိတော့ဘူးလို့ तू သိတယ်ဇာတိမရှိတော့တဲ့အတွက်ကြောင့်နောက်ထပ်ဘာဒုက္ခမှဆက်ဖြစ်เสียအကြောင်းမရှိဘူးဘဝမှာကြောက်เสียအကောင်းဆုံးမိရဇာတိမိနော်ဘုံခဏခဏအခုတလို့ပြောပြနေတယ်ဒီမီးတောက်ခဲ့လို့သာကျန်တဲ့မီးတွေဆက်ဆက်တောက်နေတာဒီမီးသာမတောက်ခဲ့ဘူးဆိုဘယ်မီးမှဆက်တောက်เสียအကြောင်းမရှိဒါကျွတ်တော့ဇာတိကိုအဲ့လိုအပြစ်မမြင်ဘူးဟုတ်လားအဲ့ဒါမြတ်စွာဘုရားအဲ့လိုလေးတရားဟောတဲ့အခါမှာအဲ့ဒီယဟန်လေးကသောတာပန်ဖြစ်သွားတယ်တဲ့နောက်တစ်ပါးကလည်းအဲ့ဒီတိုင်းပဲအကျမ်းမှာဖြစ်တယ်မြတ်စွာဘုရားကြွတော်မူပါဆိုမြတ်စွာဘုရားကြွသွားတယ်ဟိုရောက်တော့ဘယ်လိုတုံးတတ်တာရလားဆိုတော့မတတ်တာဘူးဗျာစိတ်ချမ်းသာရလားဆိုတော့လည်းမချမ်းသာဘူးဟာဘာလို့မချမ်းသာတာတော့သီလနဲ့ပြည့်စုံတယ်မဟုတ်လားပြည့်စုံပါတယ်ဗျာသီလနဲ့ပြည့်စုံတဲ့တည်းဘယ်နဲ့ကြောင့်စိတ်မချမ်းသာရတာတော့မြတ်စွာဘုရားဟောထားတဲ့တရားတွေဟာသီလပြည့်စုံဖြူစင်ရေးအဓိကလို့တပည့်တော်အဲ့လိုနားလည်မထားဘူးတဲ့သူကြတော့သူကတစ်မျိုးလေးပြောတယ်အနုပါဒပြိဋိဘာနတ္ထံထဝန်းကျင်စွဲမဲ့မှုကင်းပြီးတော့ထဝန်းကျင်ငြိမ်းအေးသွားဖို့အနုပါဒဆိုတာ
ဥပါဒံတရားတွေကလွတ်သွားတာပေါ့နော်ဆွဲလန်းမှုမရှိဘူးသောတော်ကရာဂဝိရာဂထံဆွဲမဲ့တာဘဝရဲ့ပုံမှာဆွဲမဲ့တာအခုကဘာတော့ဆွဲလန်းတာနော်ရာဂဆိုတဲ့စကားလုံးရဲ့ဥပါဒံဆိုတဲ့စကားလုံးရဲ့ကွဲသွားတာပါအဓိပ္ပာယ်ကအရင်ကြီးမကွာပါဘူးနော်အခုကဘာတော့ဆွဲလန်းမှုကင်းပြီးတော့ငြိမ်းအေးသွားဖို့ကျတို့ဆွဲလန်းမှုမကင်းသေးလို့ဘဝထထရတယ်ဘဝရလို့မငြိမ်းအေးတာဘဝငြိမ်းအေးတဲ့သဘောမဟုတ်ဘဝပူလောင်ဆူပွက်နေတဲ့သဘောကြီးကျတို့ကဒါဟုတ်မမြင်ဘူးနော်ဘဝဘာဖြစ်နေတဲ့သဘောတော့ပူလောင်ဆူပွက်နေတဲ့သဘောမြတ်စွာဘုရားတော့ဘယ်လောက်ထိတောင်မြင်ဆိုဘဝအမြဲမီးတောက်နေတာလို့မြင်တယ်မီးမှာအမျိုးမျိုးတောက်တယ်တငွေငွေဖွဲမီးလို့လောင်တဲ့ခါရှိတယ်ရှားမီးရဲ့လို့တရေရဲလောင်တဲ့ခါရှိတယ်တခါတည်းဓာတ်စီလောင်ပြီးတော့မီးရှို့လိုက်တယ်လို့ဝုန်းတိုင်းကြီးပြီးတော့လောင်တဲ့ခါမျိုးလည်းရှိတယ်အမျိုးမျိုးလောင်နေတယ်ဘဝမီးရဲ့ဟုတ်လားအဲ့တော့မြတ်စွာဘုရားရဲ့တရားတွေဟာတဲ့နော်ဆွဲလန်းမှုကင်းပြီးတော့ဥပါဒံကင်းပြီးတော့ထဝန်းကျင်ငြိမ်းအေးဖို့အတွက်မြတ်စွာဘုရားဟောတတ်တာလို့တပည့်တော်အလွတ်နားလည်ထားတယ်အဲ့တော့လည်းမြတ်စွာဘုရားသာဓုခေါ်တယ်ဟုတ်တယ်ငါဟောတဲ့တရားတွေဟာနော်ဆွဲလန်းမှုကင်းပြီးတော့ထဝန်းကျင်ငြိမ်းအေးသွားဖို့အလုံးစုံငြိမ်းသွားဖို့ရည်ရွယ်ပြီးတော့ဟောတာဒါပေမဲ့ကျွတ်တို့ကမငြိမ်းချင်ဘူးငြိမ်းလည်းမငြိမ်းသေးဘူးဘာလို့မငြိမ်းသေးတာတော့ငြိမ်းဖို့မပြောနဲ့ငြိမ်းခြင်းစိတ်ကိုမပေါက်သေးတာဟုတ်လားနော်ဒါအထင်သေးလို့ပြောတာမဟုတ်ဘူးဘာလို့ငြိမ်းခြင်းစိတ်ကမပေါက်ဘူးလို့ပြောအောင်ဆိုမီးတောက်နေမှန်းကိုမသိဘူးမီးတောက်နေမှမသိတယ်လို့ဘာလို့ငြိမ်းခြင်းမလို့အဲ့တော့ကျွတ်တို့ကမီးတောက်နေမှအရင်သိဖို့လိုတယ်အခုကဘာနဲ့ဥမာတုံးဆိုတော့အခုဒီလူတွေကိုကျုပ်ကခင်ဗျားတို့အယူပြောက်ချင်လားလို့မင်းစိတ်ဆိုးကြမှာနော်အားလုံးယူပြောက်ချင်တယ်ဒီလိုတော့ယူမှာယူနေတာမှမဟုတ်တာဟုတ်အဲ့တော့ဘယ်လိုတုံးဆိုတော့ယူလို့ယူနေမှန်ကိုမသိသေးတာအဲ့တော့အယူပြောက်ချင်တဲ့စိတ်ရှိသလားလို့မေးတော့မရှိဘူးလေတပည့်တော်ကအယူပြောက်ချင်တဲ့စိတ်ရှိတဲ့အဆင့်ကိုမပြောနဲ့ယူနေတာကိုယူနေတယ်လို့မသိသေးဘူးယူနေတာကိုယူနေတယ်လို့သိမှအယူပြောက်ခြင်းစိတ်လာမယ်အယူပြောက်ခြင်းစိတ်လာမှအယူပြောက်ကြောင်နီလန်းရှာမယ်အဲ့ဒီနီလန်းအတိုင်းတကယ်လုံးမှအယူကပြောက်မယ်အမေအယူပြောက်ဖို့ကလွယ်တာမဟုတ်ဘူးရဲ့ဥထုဇဏဥမာတကောဆိုတဲ့စကားလုံးတော့လူတိုင်းရွတ်နေတာပဲလေဥထုဇဉ်နေအယူတွေလို့ပြောဒါတွေကိုယ့်ကိုယ်တော့ယူတယ်လို့ထင်သလားထင်မလို့လမ်းပေါ်ကတကယ်အယူနဲ့ရအမြဲရှင်းလမ်းပေါ်ကတကယ်အယူနဲ့ရှင်းနေတာနော်ဒါကာတွန်းငွေကြီးရဲ့ကာတွန်းလေးပါဘုံဘုံကလေးတုန်းကအဲ့ဒီအယူကြီးဆွဲပြထားတာမင်းရှိနေလို့ငါတို့ဂုံတက်နေတာတဲ့ဘယ်တော့ကောင်းလဲနော်ဘုံဘုံကာတွန်းလေးတွေလည်းအရန်သဘောကျတယ်OPJ ကာတွန်းတွေဆိုလည်းအတင်းကြိုက်တယ်ဟောတော့ဒနမဂ္ဂဇင်းထဲမှာလူတယောက်ကကြောပေးပြီးတော့လမ်းလျှောက်သွားတာတိတိလေးပဲမြင်ရတော့တယ်အမခြေရာတွေထင်နေရတယ်ပေါ့နော်ခြေရာတွေကဝက်ခြေရာတွေရောခွေးခြေရာတွေရောကြက်ခြေရာတွေရောလူခြေရာတွေရောဟာစားတော့တလုံးမှရေးရထားအောင်နော်လူဟာအမြဲတမ်းလူနေတာမဟုတ်ခွေးစိတ်ပေါက်တဲ့ခါပေါက်တယ်ဝက်စိတ်ပေါက်တဲ့ခါပေါက်တယ်ကြက်စိတ်ပေါက်တဲ့ခါပေါက်တယ်လို့ပြောချင်တယ်နော်ဟုတ်လားခုဘုန်းကဘာပြောနေတာတော့ကျွတ်တို့ကမင်းငိမ့်ဖို့မပြောနဲ့မင်းငိမ့်ခြင်းစိတ်ကိုမရှိသေးဘူးမင်းခြင်းစိတ်ရှိဖို့မပြောနဲ့မီးတောက်နေတာကိုမသိသေးဘူးဟောဘယ်ဟာ1ဘယ်ဟာ2ဘယ်ဟာ3နားလည်ဖို့လိုရနော်တချို့စကားတွေတော့အကြီးကြီးပြောနေကြတာကျုပ်ကအံ့ဩနေတာတချို့ကပြောတယ်ဒီလိုတော့ဘဝမရကျင်တော့ဘူးဟုတ်လားရေလားငါမြင်ဘဝမရကျင်တော့ဘူးဆိုတဲ့စိတ်နဲ့ဘယ်ချိန်ပေါ်တာတော့ဘဝမှာပဲမက်နေကြတာလေဘဝပဲတွဲကတ်နေတယ်နော်ဘဝတကယ်မရကျင်မရပါဘူးဘဝရတယ်ဆိုရကျင်လို့ရတယ်ဘာလို့ရကျင်တာလဲဆိုတော့ဒုက္ခမှမသိလို့ကိုရကျင်နေတာဒုက္ခသစ္စာပိုင်းခြားသိဖို့ဆိုတာလွယ်တဲ့ကိစ္စမဟုတ်ဘူးသစ္စာ၄ပါးသိဖို့ကဘဝမှာအခက်ခဲဆုံးပဲတကယ်တမ်းကမသိလို့လည်းပဲပုထုဇဉ်ဘဝနဲ့နေရတာသိရင်အကုန်အရိယာဖြစ်မှာပေါ့တချို့ကအရိယာဖြစ်တာကိုလွယ်လွယ်လေးပြောနေကြတယ်နော်ဟုတ်တာလည်းမဟုတ်ပဲနဲ့နော်အံ့ဩစရာကြီးနော်ဒါဘာတွေပြောနေလဲဘုန်းကြီးကမီးငိမ့်ဖို့ဆိုရင်မီးငိမ့်ခြင်းစိတ်အရင်ပေါက်ရမယ်မီးငိမ့်ခြင်းစိတ်ပေါက်ဖို့ဆိုရင်မီးတောက်နေမှအရင်သိရမယ်လို့ပြောတာဟုတ်ပြီနော်အဲ့ဒါခုနကတော့ယဟန်လေးကဘာပြောတော့ဆွဲလန်းမှုကင်းပြီးတော့ထဝန်းကျင်ငြိမ်းအေးသွားဖို့အတွက်မြတ်စွာဘုရားတရားတွေဟောခဲ့တာလို့တပည့်တော်အလိုနားလည်ထားတယ်နော်ထဝန်းကျင်ငြိမ်းအေးတယ်ပရိနိဗ္ဗာန်ဆန်တယ်ဆိုတာအဲ့ဒါပြောတာလေပရိနိဗ္ဗာန်ပရိဆိုတာထဝန်းကျင်နိဗ္ဗာန်ဆိုတာငြိမ်းအေးသွားတာယုံ nant နေလည်းဘာမှမဖြစ်တော့ဘူးယုံ nant ဖြစ်ခြင်းရဲ့အကြောင်းတရားကိလေသာမီးအရင်ငြိမ်းသွားလို့နော်ယုံ nant မီးဟာဆက်မဖြစ်တော့ဘူး
ကျွတ်တော့ယုံနာကိုမီးမမသိတဲ့အခါကျတော့ကြောက်အောင်ကောင်းမှလည်းမသိဘူးဒီယုံနာကိုပဲตายရနေတာပဲလေပြောရလို့ရှိရင်ဟုတ်တယ်မဟုတ်လားအဲ့တော့နှောင်းကြီးအဲ့ဒါတိတိချာချာစဉ်းစားဟုတ်လားတိတိချာချာစဉ်းစားဘာမှအားငယ်စရာမရှိဘူးဒါဒီဘုန်းဘုန်းတို့ကဘဝရဲ့ပုံမှာမမောမှုကကင်းကြသေးတာမဟုတ်အပြည့်ရှိဘဝရဲ့ပုံမှာမမောမှုရှိတဲ့အတွက်ကြောင့်ဘဝပြတ်တော့မယ်ဆိုရင်ကျွတ်တို့တုံလို့ကြတာကြီးပဲမတုံလို့ဘူးဆိုတာမရှိဘူးထိုက်တဲ့အိမ်လေးလေးရအောင်ဘုန်းဘုန်းတို့စူးစမ်းဖို့ပဲလုပ်မယ်ပေါ့နော်။နောက်စိတ်ချရတဲ့အဆင့်ထိငြိမ်သက်ခြင်းနဲ့ဆိုရင်တော့တရားတို့တရားမြတ်ရအောင်လုပ်ဖို့ပဲရှိတယ်ဒါပဲ။အကိုးစရာဒါပဲနော်။အဲ့ဒီတရားတို့တရားမြတ်မရသေးဘူးဆိုရင်လည်းပဲဝိပဿနာဉာဏ်မြင့်အောင်ရင့်အောင်ဘလို့ကျင့်မဲ့လေ။အဲ့ဒါကိုကိုယ့်အကိုပိုင်အောင်နိုင်အောင်ကျင့်သုံးဖို့ပဲ။ပညာအားကသာလေကိုယ်တကယ်အားရှိသည်မှာ။နော်ဘယ်ရမှအားကိုးလို့မရဘူး။သူလူတွေဘလောက်ဝိုင်းနေနေတချို့ကနေမကောင်းဖြစ်ပြီဆိုတော့လက်ကိုကင်ထားနော်လက်ကိုဆုပ်တာမလွတ်အားယူတော့နော်တစ်ဖက်လူစီမှာကိုယ့်အတွက်အားဖြစ်စေတဲ့အရာရှိမယ်လို့ထင်နေတာရှိသလားရှိဘူးအဲ့ဒီလူကလည်းအားကိုးစရာမဟုတ်သူလည်းပဲအားငယ်တွေကပျက်စီးမှုနဲ့ကြုံသူကလည်းအားငယ်ဦးမှာသူ့သွားအားမကိုးနဲ့သူကသူ့ကိုသူရက်တည်နိုင်တာမဟုတ်ဖြစ်တကယ်ဟာဟုတ်လားလုံးလုံးတဲ့ तू ဟိတ်နဲ့ဟန်နဲ့နေတယ်ဆိုတာ तू ကဘာမှပျက်စီးမှုမကြုံသေးလို့တနည်းအားဖြင့်အခက်အခဲကသူ့ကိုလာမတို့သေးလို့ तू ကငြိမ်ပြနေတာတကယ်စွမ်းလို့ငြိမ်နေတာမဟုတ်သေးဘူးဒါရေဘူးရသဘောကိုပြောတာပါတကယ်စွမ်းတဲ့လူလည်းပဲအနေချင်းရှိကောင်းရှိမယ်ပေါ့ဟုတ်လားအဲ့တော့ကိုယ်စိတ်ကြီးတုန်လှုပ်တာကိုလည်းပဲစိတ်မပြတ်နဲ့နော်ဒကမကြီးတုန်လှုပ်တဲ့အနေထားပဲရှိနေသေးတာတုန်လှုပ်မှာပေါ့ဒါကိုလည်းလက်ခံဖို့လိုမယ်လို့ဘုံဘုံထင်တယ်နော်ငါဒီနားမှာပဲရှိသေးတယ်ဆိုတာကိုသိမှဒီနားနဲ့နည်းနည်းလေးရှေ့တိုးအောင်ဘုံဘုံတို့လှုပ်မှာဟုတ်တယ်မဟုတ်လားစောစောကဘုံဘုံကမေးတယ်စကားရိုင်းတယ်လို့ဖြစ်သွားတယ်ဒကမကြီးတွေအယူပြောက်ချင်လာတယ်ဟဲ့တို့အယူကြတယ်ဘုံကြီးကဘလို့မေးတော့ယူနေမှအရင်သိမှအယူပြောက်ချင်စိတ်ကပေါက်မှာနော်ဒါလေးခက်တာဘုံဘုံကြားဘူးလားအယူတွေကသူ့ကိုသူယူမှန်သိကိုမသိဘူးတဲ့ဟုတ်လားတကယ်ယူတဲ့လူကလည်းမသိဘူးတဲ့အဲ့တော့ဘုံကစဉ်းစားအော်ဒီပြဿနာတော်တော်ခက်တဲ့ပြဿနာပဲနော်အဲ့တော့ तू ကပြောက်ချင်တယ်လို့လည်းဘယ်ရှိမလဲဒီတိုင်းပဲနေနေတာဟုတ်လားအဲ့ဒါဘာတော့ဆိုတော့ကိလနာသုတ်တံနှစ်ပုဒ်အဲ့တော့နောက်ကိလနာသုတ်တံလေးကအဲ့လိုနော်အဲ့ဒီယဟန်လေးကိုလည်းမြတ်စွာဘုရားမျက်စိနာနာလျာကိုစိတ်နဲ့နော်ရှုတော့ဒီအာယတနာရှုတော့ပဲကင်ပြီးတော့စောစောယဟန်လေးကိုဟောတယ်လို့ပဲဟောတာဒါပေမဲ့ဒုတိယယဟန်လေးကတော့ယဟန္တာဖြစ်သွားတယ်လို့မှတ်တမ်းတင်ထားတယ်ဟုတ်လားအဲ့တော့ဘာလဲဆိုတော့ငါမှာအာကိုးစရာပညာပဲရှိတယ်ဒီပညာကိုသာရအောင်ကြိုးစားဟုတ်ပြီအဲ့လိုဆိုရင်ပညာအာကိုးတိုက်တဲ့ရာတပည့်တော်တို့ပညာရအောင်ရှာအောင်ဆိုဘယ်နည်းနဲ့ရှာမလို့ဆိုတော့တတိပဋ္ဌာန်တရားအားထုတ်တဲ့တတိပဋ္ဌာန်နီးလန်းကိုအသုံးပြုပြီးတော့ရှာရမယ်အမြဲတမ်းသတိထားသတိဆွဲမြဲဖို့ပဲကြိုးစားသတိဆွဲမြဲရင်ငြိမ်မယ်ငြိမ်ရင်အမှန်သိမယ်သူ့လမ်းကြောင်းနဲ့သူသွားတာအကုန်လုံးကနိယာမသဘောတွေနဲ့သွားနေတာဟုတ်လားနော်တတိအမြဲတမ်းရှိအောင်ကြိုးစားတတိလေးရှိရင်ကိုငြိမ်သွားရောက်ရက်ခတ်နေတဲ့စိတ်ကငြိမ်သွားမှလည်းပဲတိ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 ုက်တာလေးကတဖြည်းဖြည်းနဲ့ရိပ်မိတာမငြိမ်ဘူးဆိုရင်ဘယ်လိုလုပ်သိမလဲသိလို့မရဘူးကြောက်ပြက်ခတ်နေတဲ့စိတ်နဲ့ဘာမှမသိနိုင်ဘူးဟုတ်လားငြိမ်မှုဆိုလို့ရှိရင်ဘုန်းတော်ဘာရှိရလို့တတိရှိရမယ်ဒါကြောင့်မြတ်စွာဘုရားအပ္ပမဒေနတမ္မာဒေထတန်ဖိုးအရှိဆုံးအဆုံးမှပဲဒါပဲသူကဟုတ်ပြီနော်အဲ့တော့ဘုန်းတရားစကားတွေပြောနေတာမိနစ်40တောင်ကြာသွားပြီနော်နောင်ကြီးတွေအများကြီးအကျိုးရှိမယ်လို့ဘုံဘုံကယုံကြည်ပါတယ်နော်ကျန်တဲ့လူတွေအကုန်ပြီးတော့ကိုယ်ဖြစ်နေတယ်ဆိုတဲ့အတွေးနဲ့လည်းပဲအာမငယ်နဲ့အဲ့ဒါလည်းနည်းနည်းအားပေးလိုက်အောင်ပဲအဲ့ဒါလည်းပညာသဘောကိုအခြေခံတာပဲဘယ်လိုစဉ်းစားမလို့ဒီလိုဖြစ်နေတာငါတယောက်တည်းမဟုတ်ဘူးတစ်လောကလုံးဒီလိုဖြစ်နေတာလို့အဲ့ဒီအမှန်တရားကိုလည်းသိရမယ်နောက်ရှင် तू ကအတ္တကြီးကြီးနဲ့ကိုယ်မှဖြစ်နေတဲ့သဘောမျိုးလို့ကြီးစိတ်ကကိုယ်အဲ့လိုသတင်းပေးနေတာပြဿနာတက်နိုင်တယ်အဲ့ဒီအမြင်မှားနေတယ်ကိုယ်မှဖြစ်နေတာမဟုတ်တချို့အကန်ဆိုးတယ်ပေါ့ငါတို့မှဖြစ်တယ်တချို့အသက်ငယ်သေးတဲ့ချိန်မှာဖြစ်ရင်ပိုတောင်းဆိုးသေးတယ်အဲ့လိုအဲ့ဒီအတွေ့ပဲလာတယ်ပေါ့နော်ငါမငယ်ငယ်ရွယ်နဲ့ဖြစ်ရတယ်ကိုယ်လည်းငယ်ငယ်နဲ့သေသွားတဲ့လူတွေအပုံကြီးအဲ့ဒါကိုကိုယ်စိတ်ကသတင်းမပေးဘူးနော်ဟုတ်လားမြင်ရမယ်နော်ဒါနံပါတ်1ဒါငါတယောက်တည်းဖြစ်နေတဲ့ကိစ္စမဟုတ်ဘူးလူတွေအကုန်လုံးဖြစ်နေတာတတ္တဝါတွေအကုန်လုံးဖြစ်နေတာဒီပျက်စီးမှုကအကုန်ဖြစ်နေတာလို့အားလုံးမှာဖြစ်နေတဲ့သဘာဝလို့မြင်ရမယ်အဲ့ဒါအားရှိတယ်အဲ့ဒါလည်းပဲ तू ကအမှန်မြင်လို့အားရှိသွားတာပဲတကယ်က
နော်နောက်တစ်ချက်ကတတ္တဝါတွေအကုန်လုံးဟာဒီလိုမသေးကြမရေရာမှုနဲ့ပဲသွားနေတာတော့မြတ်စွာဘုရားဟောတဲ့ဒေသနာတွေကအလွန်မှမှန်ကန်လွန်အားကြီးပြီးတော့လေ့လာခွင့်ရတဲ့အခါမှာအလွန်မှမြတ်စွာဘုရားကိုကြည်ညိုရတယ်ပေါ့တတ္တဝါတွေဖြစ်လိမ့်မယ်လို့ထင်နေတာကတစ်မျိုးတကယ်ဖြစ်နေတာကတစ်မျိုးလို့အဲ့လိုဘုရားဟောထားတဲ့ဒေသနာလေးကိုအမှတ်ရလို့ပြောတာပါကိုယ်စိတ်ကူးရင်ထဲမှာတော့အမျိုးမျိုးအစီအစဉ်တွေဆွဲထားတာပေါ့မျောမှန်းချက်တွေကလည်းအမျိုးမျိုးထားတာပေါ့ဒါပေမဲ့တကယ်ဖြစ်လာတာကြတော့လည်းပဲတစ်မျိုးပေါ့ဟုတ်လားဒါကြောင့်ပညာရဲရင်ပွဲလေတင့်တဲ့ပုံကိုယ်တွေဖြစ်အောင်ကြိုးစားနိုင်ကြပါစေလို့ဘုန်းတော်ဆန္ဒပြုပြီးတော့ဒီကနေ့ပြုကြတဲ့ကုသိုလ်ကောင်းမှုအစွတ်စွတ်ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့ဒီမဉ္ဇဉ်ဘုညမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောင်းမျက်မှောက်ပြုရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း